လေသမားကတန်တူကိုလွဲပြီးဝက်ချန်တကားမှာတန်ရှိ3လုံးကိုရိုက်နှက်ပိတ်ဆို့လိုက်ပါတယ်အတွင်းကစူညံတန်ကလေးဟာချက်ချင်းဆိုသလိုတိတ်ဆိတ်သွားခဲ့တယ်လွန်ခဲ့တဲ့10မိနစ်ခန့်ကအမဲရောင်ဝက်ဟာတကားချက်ကိုသူ့ခေါင်းနဲ့အသေးအတန်တိုက်ခတ်နေခဲ့တာပါသူယူနေတာမဟုတ်ပါဘူးအပူဒဏ်ကြောင့်တေလူမျောပါဖြစ်နေတာပါလေဝင်လေးထွက်ပေါက်ကပေါင်းအိုးထဲရောက်နေတယ်လို့အရန်မွန်းချက်နေခဲ့တယ်လေလေးနည်းနည်းရဖို့တကားအဟလေးတစ်ခုဖြစ်အောင်သူအသေးအတန်စူးစမ်းခဲ့တာပါဒါပေမဲ့ဒီလှူရှားမှုဟာဘေးကချက်ဖားကြီးရဲ့မျက်လုံးထဲမှာတော့အတိတ်ပဲတစ်မျိုးပြောင်းသွားခဲ့တယ်သူကအကူညီတောင်းတာကိုနားမလည်ပဲရုံရင်ဆန်ခက်ဖြစ်နေတယ်လို့ပဲမြင်ခဲ့တာပါချန်ဆောင်ခွေးကလည်းနေရန်တစ်ဖက်ကနေအဆက်မဖယ်ဟောင်းပါတော့တယ်အဲ့ဒီစူညံတန်းတွေဟာလယ်သမားရဲ့နားလေးကိုရောက်သွားတဲ့အခါမှာတော့တကားခေါက်တန်းဟာထပ်ပြင်းကူစူးစမ်းမှုအဖြစ်ပြောင်းလဲခံလိုက်ရပါတယ်လယ်သမားဟာမီးအိမ်ဆွဲပြီးပြေးထွက်လာခဲ့တယ်ဝဲရဲ့ခရမ်းရောင်တန်းနဲ့လျှာကိုသူမမြင်ခဲ့ပါဘူးရိုက်ခတ်မှုကြောင့်ပြုတ်ထွက်လူနီးပါးဖြစ်နေတဲ့တကားတိုင်တွေကိုပဲသူကြည့်နေခဲ့တယ်သူဟာအကြောင်းရင်းကိုရှာဖွေဖို့မလိုပါဘူးဖြစ်လာနိုင်တဲ့အန်ဒီရဲကိုဖယ်ရှားဖို့ပဲလိုတာပါတန်တူကြလာပြီးတကားကိုအသေးပိတ်လိုက်ပါပြီဝက်မဲကြီးကိုတေးစီခဲ့တာကအပူလိုင်းမဟုတ်ပဲသူကိုယ်တိုင်ဖန်တီးခဲ့တဲ့စူညံတန်တွေပါပဲအမြင်ကိုနည်းနည်းပြောင်းကြည့်လိုက်ရင်တကယ်တော့ကျွန်တော်တို့အားလုံးဟာအဲ့ဒီဝက်ပါပဲအလွတ်မှာအခက်ခဲတွေ့လူအကူအညီတောင်းချင်ုံတတ်တတ်ပါပဲဒါပေမဲ့ဂျားလူတွေရဲ့ပါဇက်ကနေတဆင့်အထက်လူကြီးတွေစီရောက်သွားတဲ့အခါမှာတော့အရေးအချင်းမရှိတာနဲ့စိတ်ခံစားချက်မထိန်ချုပ်နိုင်တာဖြစ်သွားတတ်ပါတယ်တင်းကိုနာကျင်အောင်ရိုက်နှက်လိုက်တဲ့တန်တချောင်းဟာတင်းတစ်ခုခုမှားယွင်းလို့မဟုတ်ပဲတင်ဖြူလုပ်လိုက်တဲ့အတန်ကအထက်လူကြီးတွေရဲ့အေးချမ်းမှုကိုနှောင့်ယှက်လိုက်လို့ပါပဲတရင်အချက်လက်တွေကောက်ကွေးနေတဲ့ဒီလောကတွေမှာရှင်းပြနေတာဟာကိုတက်စေတာနဲ့အတူတူပါပဲလူကြီးတွေရဲ့ရှင်သန်ခြင်းနိယမကတော့နာကျင်မှုကိုအော်ဟစ်နေဖို့မဟုတ်ပဲပစားပိတ်ထားတတ်ဖို့ပါလေသမားကဝက်ရဲ့အမောတကားကိုနားလေပေးလိမ့်မယ်လို့မမျှော်လင့်ပါဘူးနာကျင်ရင်ကို့ဘာသာဆေးရှာပါပင်ပန်းရင်တိတ်တိတ်လေးနားလိုက်ပါတင်းရဲ့စိတ်ခံစားချက်တွေကိုအတန်ပိတ်ထားပြီးနားမလေတဲ့လူတွေကိုတင့်တန်ရတွေထုံမပြတော့တဲ့အခါတင်းဟာတကယ်ကိုရင့်ကျက်လာပါပြီစိတ်ပညာဘဟုတူတာတွေအတွက် follow လုပ်ထားနော်